တွေ့ပါဘူးဘေးပတ်ဝန်းကျင်တစ်လျှောက်လုံးမှာလည်းဖင်လိုင်အေးရောင်နေတာ6လက်နေခဲ့ပါတယ်နောက်ဆုံးဝီထင်ပြီးတော့ပြေးဖက်တော့လေဝီမဟုတ်ပဲဖင်လိုင်သာဖြစ်နေခဲ့ပါတယ်နောက်တော့ဝီရလိုက်ရှာနေရင်ဖင်ကားရထားတာတွေ့တော့လဲကျနေတဲ့ဖင်ကိုမြင်ပြီးတော့အင်ကိုခေါ်လာခဲ့ပါတယ်ဒီလိုနဲ့ဖင်တယောက်တတိရလာတော့ဝီကိုမြင်လိုက်ရတဲ့အခါမှာကြောက်လန့်ပါသေးတယ်ဒါပေမဲ့လည်းဝီအစ်စ်မန်းတီးသွားတော့သူ့မှာအတင်းဖက်ပြီးတော့ကလေးတယောက်လိုငိုကြွေးပါတယ်အဲ့ဒီချိန်မှာဝီဘေးနာကိုကြည့်လိုက်တော့ဆိုဖာကနေလူတယောက်ထိုင်ပြီးတော့ထသွားတဲ့ပုံစံကိုမြင်လိုက်ရပါတယ်ဝီလည်းအမြင်ကွင်းကိုတွေ့ပြီးတော့တော်တော်လေးကိုတုန်လှုပ်သွားခဲ့ပါတယ်ဒီလိုနဲ့ဒဏ်ရာတွေရထားတဲ့ဖင်ကိုဆေးရုံသွားပြခဲ့ပါတယ်ဆေးရုံရောက်တော့စိုးရဆေးရုံကိုပြောင်းဖို့စီစဉ်ပါတယ်အဲ့ဒီချိန်မှာဖေမီခန်းကိုသွားရင်ဖေမီတစ်ခုပြောလိုက်လို့ဝီတယောက်တင်းချိုင်းကိုအမြန်သွားကြည့်ခဲ့ပါတယ်ဟိုရောက်တော့အုတ်ဂူတွေကိုလိုက်ရှာရင်နောက်ဆုံးမှာတော့ဖြစ်ရမှန်တွေကိုတည်သွားခဲ့ပါတယ်အမွာညီမမှာမန်နေကေတည်ဆုံးသွားတဲ့သူကဖင်သာဖြစ်ပါတယ်တကယ်တော့ဖင်လိုင်တည်ဆုံးခဲ့တာမဟုတ်ပါဘူးဖြစ်ရမှန်တွေကိုတည်သွားတဲ့ဝီတယောက်ကတော့တော်တော်လေးကိုစိတ်ထိခိုက်သွားခဲ့ပါတယ်ဒီလိုနဲ့အိမ်ပြန်ရောက်သွားတော့ဖင်လိုင်ကိုအဖြစ်မှန်တွေကိုမေးပါတယ်အစားကတော့ဖင်လိုင်တယောက်အတင်းညင်းခဲ့ပြီးမြဲနောက်တော့မင်းမေငါ့ကိုဖြစ်မှန်တွေပြောပြပြီးဘာမှညင်းဖို့မကြိုးစားနေပြောတော့ဖင်လိုင်တယောက်ငြိမ်သွားခဲ့ပါတယ်ပြီးတော့ဖင်ကိုသူလေဘင်းညစ်ပြီးတော့တတ်ခဲ့တဲ့အကြောင်းပြောပြခဲ့တယ်ဒီကိစ္စတွေကိုသူ့မေကအကြောင်းစုံသိတာကြောင့်ဝီကိုပြန်ပြောပြခဲ့တာဖြစ်ပါတယ်အကြောင်းစုံတွေကိုသိနေတဲ့အမေဖြစ်သူကိုဖင်လိုင်တယောက်အောက်ဆီဂျင်ပိုက်ကိုဖြုတ်ပြီးတော့တပ်ပစ်ခဲ့ပါတယ်ဒီအကြောင်းတွေကိုသိသွားတဲ့ဝီတယောက်ဖင်လိုင်လက်ကနေထွက်ပြေးဖို့လုပ်ခဲ့ပေမဲ့နောက်ကနေဖင်လိုင်ကပလင်းနဲ့ရိုက်ပြီးတော့ခေါင်းရိုက်ခွဲလိုက်တာကြောင့်မိလဲသွားခဲ့ပါတယ်ဖင်လိုင်ကတော့ဝီတယောက်ကိုဖမ်းချုပ်ထားလိုက်ပါပြီဝီကိုဖမ်းထားပြီးတော့မျိုးနှိပ်စက်ခဲ့ပါတယ်ခဏနေတော့အင်ကူကောင်မလေးကရောက်လာခဲ့ပါတယ်ဖုန်းကြံခဲ့ရဆိုပြီးအိမ်ထဲဝင်ဖို့ပြောပါတယ်ဒီလိုနဲ့ဖင်လိုင်လည်းအိမ်ထဲပေးဝင်လိုက်ပါတယ်အဲ့ဒီချိန်မှာဝီကကောင်မလေးကိုအကူကြီးတောင်းဖို့လုပ်ပေမဲ့သူ့ပါဇက်ကိုပိတ်ထားတာကြောင့်ဘလို့မှနှုတ်ကဖွင့်မရခဲ့ပါဘူးဒီလိုနဲ့သူ့ဘာသာစူးစမ်းရုန်းကန်ရင်းနဲ့ကျိုးဖြေလာခဲ့ပါတယ်ဝီတယောက်ပြေးမဲ့ကြံလိုက်ဖင်လိုင်ပေါ်လာပြီးတော့နှိပ်စက်ရိုက်နှက်လိုက်နဲ့နှစ်ယောက်သားတန်နေရလည်နေခဲ့ပါတယ်ဝီလေဒီကိုယ်လုံးရစရာမရှိအောင်ဒဏ်ရာတွေပြည့်နေနေခဲ့ပါတယ်ခြေထောက်ကလည်းဒဏ်ရာကြီးကြီးမားမားရထားခဲ့တာကြောင့်လမ်းလေးကောင်းကောင်းမလျှောက်နိုင်ခဲ့ပါဘူးနောက်ဆုံးအင်ကူမာလီကလည်းဖင်လိုင်လက်ချက်ကြောင့်တည်သွားခဲ့ပါတယ်ဒါကိုဝီရမြင်ခဲ့ပြီးတော့ဖင်လိုင်ကိုပူကြောက်တဲ့ကြောက်လာခဲ့ပါတယ်နောက်ဆုံးမှာတော့ဖင်လိုင်ကိုရိုက်နှက်ပြီးတော့ဝီထွက်ပြေးနိုင်ခဲ့ပါတယ်မန်ဘီယိုကိုပြစ်ချပြီးတော့ဖင်လိုင်ကိုဖိလိုက်ပါတယ်ဖင်လိုင်လည်းမန်ဘီယိုရဲ့ရောက်သွားပါတော့တယ်ခဏနေတော့မန်နေကနေဖင်ရောက်လာပြီးတော့ဖင်လိုင်ကိုတက်ပစ်လိုက်ပါတယ်နောက်ဆုံးမှာတော့ရင်ချင်းဆက်အမွာညီမနှစ်ယောက်ဟာနောက်ဘဝတစ်ခုကိုအတူတူကူးသွားပါတယ်ဝီတယောက်လေဖင်လိုင်အုပ်ကူလေးနားမှာနောက်မောကဒီလိုအဖြစ်ဆိုးနေနဲ့မကြုံတွေ့ရအောင်ဆူတောင်းပေးရင်းနဲ့ဇလန်လေးကလည်းအဆုံးသက်သွားခဲ့ပါတယ်